ခေါင်ကုတ်သို့မဟုတ်အိမ်ခေါင်မိုးပေါ်ကဧည့်သည်နတ်မှောင်သောညစ်ဦးရံမှာတောအုပ်ကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လိုနေတယ်။လကွယ်ညဖြစ်တဲ့အတွက်ကောင်းကင်ယံမှာကြေရောင်မိန်လေးတွေကလွဲရင်အမှောင်ထုကကြီးစိုးထားတယ်။ဒီတောအုပ်ဆက်မှာရှိတဲ့ရွာငယ်လေးရဲ့အစွန်ဆုံးအိမ်မှာမောင်မြတ်တယောက်အိပ်ရာထဲလှည့်ပတ်ရင်းအိမ်မပျော်နိုင်ပဲဖြစ်နေခဲ့တယ်။သူ့အခန်းကတစ်သားပတင်းပေါက်ကအပြင်ဘက်ကိုဓာတ်ရိုက်မြင်နေရတယ်။အပြင်မှာလေတိုက်တန်တဟူးဟူးကလွဲလို့ဘာတန်မှမရှိဘူး။ဒါပေမဲ့မောင်မြတ်ရဲ့စိတ်ထဲမှာတခုခုကိုစိုးရိမ်တယ်လို့တယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားချက်မျိုးကဖျောက်ဖျက်လို့မရပဲဖြစ်နေတယ်။အဲ့ဒီအချိန်မှာပဲအိမ်မိုးပေါ်ကနေကျွတ်ဆိုပြီးအကောင်ကြီးတစ်ကောင်ရှောက်သွားတယ်လို့အတန်မျိုးကြားလိုက်ရတယ်။မောင်မြတ်အသက်ရှူရက်မတက်တုန်လှုပ်သွားပြီးအမိုးဘက်ကိုမျက်လုံးပြူးပြီးမောကြည့်မိတယ်။တစ်သားရန်တွေကြားကနေဘာမှတော့မြင်မရဘူး။ဒါပေမဲ့အတန်ကအမိုးပေါ်ကနေဖြည်းဖြည်းချင်းဆင်းလာပြီးအိမ်ရဲ့ခေါင်စွန်းခေါင်ကုတ်နေရာစီရောက်သွားတယ်။ကုတ်တစုံတစ်ခုကအမိုးခေါင်တိုင်းကိုလက်သေးရှည်ကြီးတွေနဲ့ကုတ်ချစ်နေတဲ့အတန်အေးကြီးထွက်လာတယ်။မောင်မြတ်ကြောက်လန့်နဲ့ပဲအိယာကနေထားပြီးပြတင်းပေါက်တကားကိုဖြည်းဖြည်းချင်းဟာကခေါင်မိုးပေါ်ကိုမောကြည့်လိုက်တယ်။လာရောင်မိန်အောက်မှာအိမ်မိုးရဲ့ခေါင်ကုတ်ပေါ်မှာလူတယောက်စာလောက်ရှိတဲ့အမဲရောင်အရေးကြီးတစ်ခုစောင့်ကြောင်ထိုင်နေတာကိုကွင်းကွက်မြင်လိုက်ရတယ်။အဲ့ဒီအရေးကြီးရဲ့ကြောဘက်မှာလင်းတို့တောင်ပန်လိုအတောင်ပန်အမဲကြီးတွေရှိနေပြီးသူ့ရဲ့ခေါင်းပေါ်မှာတော့စိတ်ချိုလိုချိုကွေးကြီးနှစ်ချောင်းကမှောင်မဲနေတဲ့ကောင်းကင်ယံထဲကိုထိုးထွက်နေတယ်။မောင်မြတ်ကြောက်လန့်တကြားနဲ့အော်ဖို့ပြင်လိုက်စင်မှာပဲအဲ့ဒီခေါင်ကုတ်ပေါ်ကတတဝါကြီးကမောင်မြတ်ရှိရာပတင်းပေါက်စီကိုဖြည်းဖြည်းချင်းငုံကြည့်လာတယ်။အမှောင်ထဲမှာသွေးလိုရဲတောက်နေတဲ့မျက်လုံးအစုံကမောင်မြတ်ရဲ့မျက်လုံးတွေနဲ့တက်တိုးသွားခဲ့တယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမျက်လုံးတွေထဲမှာရန်လိုမှုတွေတက်ဖြတ်လိုမှုတွေမရှိဘဲနှဆိုင်နဲ့အထီးကျန်မှုနဲ့ငြိမ်းချမ်းမှုတွေပဲပြည့်နှက်နေတာကိုမောင်မြတ်သတိထားမိလိုက်တယ်။အဲ့ဒီတတဝါကြီးကမောင်မြတ်ကိုကြည့်ပြီးသူ့ရဲ့နှုတ်ခမ်းထောင်စွန်းတွေကိုဖြည်းဖြည်းချင်းကွေးညွတ်ကပြုံးပြလိုက်တယ်။ပြီးတော့သူ့ရဲ့လက်သေးရှည်ကြီးတွေရှိတဲ့လက်ကိုလေထဲမှာဝှေ့ရမ်းလိုက်တဲ့အခါကောင်းကင်ကကျယ်ပွင့်တွေစီကနေငွေရောင်လင်းမှုန်လေးတွေတဖြုတ်ကြွေကျလာပြီးမောင်မြတ်ရဲ့အခန်းထဲကိုစီးမျောဝင်ရောက်လာခဲ့တယ်။အဲ့ဒီအလင်းမှုန်လေးတွေကတင်းပြက်တဲ့တစ်ခွပန်းရနံ့လေးတွေကိုတဲဆောင်လာပြီးမောင်မြတ်ရဲ့စိတ်ကိုချက်ချင်းပဲအေးချမ်းသွားစေတယ်။ခေါင်ကုတ်ပေါ်ကတရဝါကြီးကသူ့ရဲ့အတောင်ပံကြီးတွေကိုဖြည်းဖြည်းချင်းဖြန့်လိုက်ပြီးကောင်းကင်ယံထဲကိုအတန်တိတ်ပြန်တန်းထွက်ခွာသွားပါတော့တယ်။အဲ့ဒီတရဝါကြီးပျောက်ကွယ်သွားတာနဲ့အမျှမောင်မြတ်ရဲ့မျက်ခွန်တွေကလေးလံလာပြီးကြောက်စိတ်တွေအားလုံးအည်ပျော်ကကတင်ပေါ်မှာတင်နှစ်ချိုက်အိပ်ပျော်သွားခဲ့ပါတော့တယ်။အားလုံးကြည့်ရှုခံစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်။